ကဘာနဲ့လဟာတမ်းမြောက်အဖြစ်ကီလိုမီတာ3,804,400မိုင်ပေါင်း2338တန်း8855ခန့်ဝေးကွာပါတယ်။အရွယ်အစားလရဲ့အချင်းဟာကဘာအချင်းရဲ့4ပုံတစ်ပုံခန့်3404ကီလိုမီတာရှိပါတယ်။ဤအဖွဲ့အစည်းအတွင်းမှာပြင်စမမြောက်အကြီးဆုံးအရန်ဂျိုဖြစ်ပါတယ်။ဆွဲငင်အားလရဲ့ဆွဲငင်အားဟာကဘာဆွဲငင်အားရဲ့6ပုံတစ်ပုံခန့်သာရှိပါတယ်။ဒါကြောင့်ကဘာပေါ်မှာအလေးချိန်60ကီလိုဂရမ်ရှိသူတဦးဟာလပေါ်မှာ10ကီလိုဂရမ်ခန့်သာလေးပါတော့တယ်။လီထုလမှာရှူရှိုက်စရာလီထု atmosphere မရှိသလောက်ကိုနေပါတယ်။လီထုမရှိတဲ့အတွက်အတန်လိုင်းတွေမဖြတ်သားနိုင်တယ်လို့နီးနဲ့ညအပူချိန်ကွာခြားချက်ကလည်းအလွန်ပြင်းထန်ပါတယ်။နီးဘက်မှာ129ဒီဂရီစင်တီဂရိအထိပူနိုင်ပြီးညဘက်မှာအနှုတ်183ဒီဂရီစင်တီဂရိအထိအေးနိုင်ပါတယ်။မြင်ကွင်းလဟာသူ့ဝင်ရိုးပေါ်မှာတစ်ဖက်လေဘူးကြားခြင်းနဲ့ကဘာကိုတစ်ဖက်ပတ်ဖို့ကြားခြင်းကအတူတူပဲဖြစ်နေတာကြောင့် tidal locking ကဘာပေါ်ကနေကြည့်ရင်ကျွန်ုပ်တို့ဟာလရဲ့တစ်ဖက်ချမ်းနီးရဆိုင်ကိုပဲအမြဲမြင်တွေ့ရတာဖြစ်ပါတယ်။သိပ္ပံပညာရှင်တွေအများဆုံးလက်ခံထားတဲ့ theory ကတော့အီယာမရိုက်ခတ်မှု theory giant impact hypothesis ပဲဖြစ်ပါတယ်။ပြင်းထန်သောတိုက်မိမှုလွန်ခဲ့တဲ့နှစ်ပေါင်း4.5ဘီလီယံခန့်ကဘာဥကာလောက်မှာအင်္ဂါဂျိုအရွယ်အစားလောက်ရှိတဲ့တီးရလို့အမိပေးထားတဲ့ဂျိုးသိမ်တစ်ခုဟာကဘာကိုပြင်းထန်စွာဝင်တိုက်ခဲ့ပါတယ်။အပြက်အစီးများလွင့်စင်ခြင်းအဲ့ဒီလိုတိုက်မိတဲ့အရှိန်ကြောင့်ကဘာအပေါ်ရန်လွှာရဲ့အစိတ်အပိုင်းတွေနဲ့တီးရဂျိုရဲ့အပိုင်းအစားတွေဟာအာကာသတွေကိုလွင့်စင်ဖွက်သွားခဲ့ပါတယ်။စုစည်းမိခြင်းအဲ့ဒီလိုလွင့်စင်သွားတဲ့အကျိုးအပယ်တွေဟာကဘာဆွဲငင်အားကြောင့်ကဘာပတ်လန်ထဲမှာပဲလေပတ်နေရင်တစ်ခုနဲ့တစ်ခုပေါင်းစည်းသွားကြပါသည်။လာဖြစ်တည်လာခြင်းအရှင်ကာလတစ်ခုကြာတဲ့အခါမှာတော့အဲ့ဒီအကျိုးအပယ်တွေဟာအလုံးစုံပေါင်းစည်းသွားပြီးအခုကျွန်ုပ်တို့မြင်တွေ့နေရတဲ့လအဖြစ်ဖြစ်တည်လာခဲ့တာဖြစ်ပါတယ်